တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကိုအခုလာမယ့်1388ခုနှစ်မြန်မာနှစ်သစ်အတွက်ကိုတစ်နှစ်စာပေရင်ဟောစကန်ဟောကြားပေးမှာဖြစ်ပါတယ်1388ခုနှစ်အတွက်တနင်္ဂနွေသားသမီးတွေဒီအခုလာမယ့်ဒီ1388ခုနှစ်ထဲမှာတနင်္ဂနွေသားသမီးတွေနေအလောက်အကင်တွေအောင်မြင်လာဖို့တိုးတက်လာဖို့ရှိတယ်ကောင်းမွန်တဲ့ကံကြမ္မာအလှည့်အပြောင်းတွေအပြောင်းအလဲတွေကြုံတွေ့ရတဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေလကစားဝန်ထမ်းတွေအနေနဲ့ဆိုရင်လည်းယာရုတက်တာမျိုးတွေလစာတိုးတာမျိုးတွေကြုံတွေ့ရတဲ့နော်အကောင်းမွန်တဲ့အလှည့်အပြောင်းတွေကြုံတွေ့ရတဲ့ကိုယ်အိမ်နေရာထိုင်ခင်းကိစ္စတွေအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဝန်ထမ်းတွေအနေနဲ့ဆိုရင်လည်းလစာတိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံတွေ့ရတဲ့အလောက်ကိုင်းတွေတိုးတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီနှစ်စန်းတရက်နောက်ပိုင်းမှာတနင်္ဂနွေသားသမီးတွေပတ်သက်တဲ့ကိစ္စတွေနော်အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စတွေလူမှုရေးကိစ္စတွေထူးထူးခြားခြားအကံတွေကောင်းပါလိမ့်မယ်လုပ်ငန်းတွေတိုးချဲ့လို့ရတယ်လုပ်ငန်းအသစ်တွေစတင်လို့ရတယ်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုအရှိန်ဟုန်နဲ့လှုပ်ဆောင်တဲ့နယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့အရွယ်ရောက်ပြီးငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အိမ်အောင်ကြတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်မင်္ဂလာကိစ္စတွေအလှူဒန်းကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့မိမိကြံစီထားတဲ့လုပ်ငန်းတွေအလုပ်အကင်တွေစီးပွားရေးတွေကအခုလာမဲ့ဒီနှစ်စန်းတရက်နေ့နောက်ပိုင်းမှာအင်တိုက်အားတိုက်နဲ့တိုးချဲ့ပြီးတော့လုပ်ကင်တဲ့အနေအထားမျိုးမှာရှိနေတယ်အဲ့တော့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေထူးထူးခြားခြားကံတွေကောင်းပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးတွေပြုလုပ်တဲ့လုပ်ငန်းတိုးချဲ့တာမျိုးတွေအဲ့တော့ငွေကြေးဆိုင်ရာကိစ္စစီးပွားရေးကိစ္စတွေထူးထူးခြားခြားအဲ့တော့ကံတွေကောင်းပြီးတော့အဆင်ပြေလာမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်လို့တစ်ပြည့်အိမ်တွင်းရေးကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းကိစ္စတွေထူးထူးခြားခြားကံတွေကောင်းပါလိမ့်မယ်နေဝဲတဲ့သူတွေအနေနဲ့ကလည်းအခြေရေးမှာအစမ်းပွင့်မျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရတဲ့အဲ့တော့မင်္ဂလာကိစ္စတွေပေါ်ပေါက်လာတဲ့အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်လာမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီ1388ခုနှစ်ထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့အနည်းငယ်ညံ့နေတဲ့အကြောင်းတရားတော့ကျမ်းမာရေးနဲ့ပတ်သက်တာအနည်းငယ်သတိထားမှာဖြစ်ပါတယ်ကျမ်းမာရေးညံ့တဲ့ရုတ်တရက်ဖျားတာနာတာမျိုးတွေရုတ်တရက်ဆေးရုံဆေးကန်းရောက်တာမျိုးတွေကြုံတွေ့ရတဲ့ကျမ်းမာရေးအနည်းငယ်အညံ့ခိုက်ရှိနေတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ကျမ်းမာရေးအနည်းငယ်ညံ့မယ်ကျမ်းတဲ့စီးပွားရေးတွေအလုပ်ကိုင်တွေငွေကြေးကိစ္စတွေထူးထူးခြားခြားကံကောင်းနေမယ်ကံကောင်းမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့အလုပ်ကိုင်တွေနော်လုပ်ရင်ကောင်းမကောင်းစဉ်းစားနေလောက်တာလုပ်လိုက်အဆင်ပြေလိမ့်မယ်တနင်္ဂနွေနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းကိစ္စတွေဟုတ်ဟလားအိုးအဲ့လိုအေရောအတန်တော့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဲ့တော့ဒီ1388ခုနှစ်ထဲမှာထူးထူးခြားခြားကံတွေကောင်းပြီးတော့အဆင်ပြေမဲ့ကံတွေကောင်းနေတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့1388ခုနှစ်ထဲမှာတနင်္ဂနွေသားသမီးတွေနဲ့ကံကောင်းကျင်တယ်ဆိုရင်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့က1တို့3ညတို့ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်1ကဲ3ညရယ်အယောင်အနေနဲ့ဆိုရင်အပြာရောင်မိုးပြာရောင်အကျိုးပေးပါတယ်အဲ့တော့1388ခုနှစ်တနှစ်တာလုံးတနင်္ဂနွေသားသမီးတွေအနေနဲ့ကံတွေကောင်းဖို့လက်တွေပွင့်ဖို့အကြံစီတွေအောင်မြင်ဖို့အလုပ်ကိုင်းတွေအဆင်ပြေဖို့အတွက်ဆိုရင်မိမိအိမ်ဖျားမှာဖျောင်းတိုင်း10တိုင်းအမွေးတိုင်း10တိုင်းလှူဒန်းရမယ်မေမျိုးပန်း10ပွင့်လှူဒန်းခြင်းအပြင်တနင်္ဂနွေသားသမီးတွေအခုလာမဲ့ဒီ1388ခုနှစ်ကကံတွေကောင်းလက်တွေပွင့်ပြီးတော့အလုပ်ကိုင်းတွေအကြံစီတွေအောင်မြင်လာပါလိမ့်မယ်အဲ့တော့1388ခုနှစ်ဆိုတာတနင်္ဂနွေသားသမီးတွေအတွက်အင်မတန်မှကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာတာထဆန်းဖြစ်ပါတယ်ဆရာရှိမှာအသေးစိတ်သိချင်လို့ဘေးရင်မေးမြန်းနေတယ်ဆိုရင် Viber ဖုန်းနံပါတ်ဖြစ်တဲ့39 962 992 335နော်662 992 335ဆိုတဲ့နံပါတ်မှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလုံးဒီအခုလာမယ့်နှစ်တစ်မင်္ဂလာနှစ်တစ်1388ခုနှစ်မှာကံတွေကောင်းကြပါစေလက်တွေပွင့်ကြပါစေအလောက်ကင်တွေအဆင်ပြေကြပါစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ
တင်းနာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတင်းနာသားသမီးတွေအတွက်ကိုဦးလာမဲ့မင်္ဂလာနှစ်တည်း1388ခုနှစ်မကြာခင်မှာကူးပြောင်းတော့မယ်တကြံပြီးတာနဲ့နှစ်ဆန်းတရက်နေ့နောက်ပိုင်းမှာနှစ်တစ်နှစ်စတင်ပြီးတော့ပြောင်းလဲပြီပေါ့နော်အဲ့တော့1389ကနေပြီးတော့အင်္ဂလိပ်လ4လပိုင်း18ရက်နေ့ကနေစပြီးတော့နှစ်တစ်ထဲကိုမြန်မာနှစ်တစ်ထဲကိုကူးပြောင်းတဲ့အချိန်အခါမျိုးဖြစ်ပါတယ်အဲ့ဒီအချိန်အခါမျိုးမှာတင်းနာသားသမီးတွေအနေနဲ့ဟာအနည်းငယ်ဂရုစိုက်ရမယ်သတိထားရမယ်ချက်လေးတွေရှိတယ်အထူးသဖြင့်ဒီနှစ်တစ်ထဲကိုအဝင်နော်2လ3လအတွင်းအနည်းငယ်ဂရုစိုက်ရမယ်အလုံးကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲလေးတွေကြုံတွေ့ရတတ်တယ်နော်မပြောင်းရင်ပဲပြောင်းရတာမျိုးတွေဖြစ်တတ်တယ်အလုံးထဲမှာအတိုက်ခံလေးတွေပေါ်များလာတတ်တယ်မိမိကိုသူတို့ကမနာလိုတာမျိုးတွေနော်အနှောက်အယှက်ပေးတာမျိုးတွေတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအလုပ်ထဲမှာစိတ်မပါတယ်လို့မျိုးမပျော်ပိုက်တယ်လို့မျိုးတွေအလုပ်ပြင်းစိတ်ထွက်ကျင်စိတ်တွေပေါ်ပေါက်လာတတ်တယ်ဒိဋ္ဌာသားသမီးရဲ့ဒီနှစ်တစ်ထဲမှာအလုပ်ကိုင်လေးတွေမှာအဖုထစ်လေးတွေအခက်အခဲလေးတွေကြုံတွေ့တတ်တယ်အလုပ်ကိစ္စတွေမှာနော်ထွက်ချင်တာတို့ကြောင်းကျင်တာတို့နော်မပျော်ပိုက်တာမျိုးတွေကြုံတွေ့ရတတ်တယ်ဒီချိန်ခါမျိုးမှာဒိဋ္ဌာသားသမီးတွေအနေနဲ့ဟာအရေးကြီးတာစိတ်လိုက်မှန်မှာကိုကအလုပ်တွေကိုရုတ်တရက်ထွက်ပလိုက်တာမျိုးပြောင်းပလိုက်တာမျိုးတွေမလုပ်သင့်ဘူးအလုပ်ကိစ္စတွေလုပ်ငန်းတွေစတင်မယ်ဆိုရင်လည်းတည်တည်ချာချာကိုကျွမ်းကျင်တဲ့အလုပ်ကိုတည်တည်ချာချာညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့မှာပဲနော်ကိုယ့်ရဲ့သိတဲ့ကိုယ့်ရဲ့နားလေတဲ့သူတွေကိုယ့်ရဲ့တက်သိနားလေတဲ့သူတွေနဲ့တိုင်ပင်ပြီးမှသာဆောင်ရွက်တင်တယ်အဲ့တော့ဒီနေ့ထဲမှာတင်းနာသားသမီးတွေပတ်သက်တဲ့ကိစ္စတွေမှာအနည်းငယ်အလှုပ်ရှားမှုတွေဖြစ်တတ်တယ်နော်မတည်ငြိမ်မှုလေးတွေကြုံတွေ့တတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်တင်းနာသားသမီးတွေအလောက်ကိုင်းကိစ္စတွေမတည်မငြိမ်ဖြစ်တတ်တယ်။နော်အလောက်ကိုင်းနဲ့ပတ်သက်တာအိမ်နှွေးရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမှာအခြေရေးကိစ္စတွေမှာအနည်းငယ်စိတ်ကတိကောက်ဖြစ်စရာစိတ်ညစ်စရာလေးတွေပေါ်ပေါက်တတ်တယ်။အထူးသဖြင့်ဒီ1388ခုနှစ်တည်းမှာဒိဋ္ဌာသားသမီးတွေအနေနဲ့ကစိတ်လိုက်မှန်ပါမလုံးမိဖို့အရေးကြီးတယ်။ဘာပဲလို့စိတ်ရှိထားပြီးတော့ခေါင်းအေးထားပြီးတော့ဆုံးဖြတ်ပြီးလောက်ကိုင်းမယ်ဆိုရင်တော့ကောင်းကျိုးချမ်းသာတွေရရှိမှာဖြစ်ပါတယ်။အဓိကအဖြစ်သူများအမြောက်ပေးတာမျိုးတွေနော်ဖြစ်ချင်အားဖြစ်ဆိုပြီးတော့နော်ကန်ဆန်းတဲ့သဘောမျိုးတွေနော်အဲ့တော့ကန်ကိုယုံပြီးတော့စူးပုံနေတာမျိုးတွေမပြုလုပ်သင့်ဘူးဒီချိန်ခါမျိုးမှာသွားတာလာတာနေတာထိုင်တာတွေကစတင်းနာသားသမီးနဲ့အထူး website တင်တယ်တင်းနာသားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေဟာအနည်းငယ်အခုတစ်လေးတွေအထင်ကော်လေးတွေကြုံတွေ့ရတတ်တယ်အနည်းငယ်စိတ်ညစ်စရာလေးတွေနော်မပျော်ပိုက်တာမျိုးတွေပြောင်းနေတာထွက်ချင်တာမျိုးတွေအဲ့တော့အလုပ်ပြောင်းတာထွက်တာမျိုးတွေဒီချိန်မှာမလုပ်သင့်ဘူးအထူးသဖြင့်ဒီနှစ်တစ်ထဲကိုအဝင်2လ3လအတွင်းနော်4လပိုင်း5လပိုင်း6လပိုင်းအတွင်းမှာအနည်းငယ်ငြိမ်နေတဲ့အနေအထားမှာရှိတယ်နော်လုပ်စရာရှိတာလုပ်မယ်ကိုမကျွမ်းကျင်တဲ့အရာတွေကိုသွားမလုပ်သင့်ဘူးနော်ပြောတာဆိုတာတွေသတိထားရမယ်ကိုကဘာမဟုတ်တဲ့စကားလေးတစ်ခွန်းစလိုက်နောက်လိုက်တဲ့ကိစ္စလေးကနေပြီးတော့ပြဿနာတွေဖြစ်တတ်တယ်ဒီချိန်ခါမျိုးမှာအဲ့တော့အခြေရေးမှာလည်းစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံတွေ့ရတယ်အခြေရေးမှာလည်းဂျားလူနှောက်ယှက်တွေဝင်လာတတ်တယ်အိမ်လူရဲ့အိမ်တော်ရေးမှာလည်းတယောက်နားလည်မှုလွဲတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်တယောက်အဆွဆွဲအပြောဆိုလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ငွေကြေးကဏ္ဍတွေမှာငွေကဝင်တော့ဝင်မယ်ဝင်တဲ့လောက်ရတဲ့လောက်ငွေမမြဲတာမျိုးတွေငွေပြန်ထွက်နေတာမျိုးတွေအလုံးရင်းနဲ့ဝင်လာပြီးတော့ချက်ချင်းပဲအကျိုးမရှိဘဲနဲ့ပြန်ကုန်သွားတာမျိုးတွေပြန်ထွက်သွားတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ငွေကြေးကိစ္စတွေမှာလည်းအနည်းငယ်ညံ့နေတဲ့အနေအထားမျိုးမှာရှိတယ်အခြေရေးကိစ္စရင်နောက်ရေးကိစ္စတွေ view ဆက်ရမယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အရင်ကြီးမှစိုးရိမ်ကြမရှိဘူးတိုးတော့ခြေထောက်နဲ့ပတ်သက်တာတွေခါးနဲ့ပတ်သက်တာတွေနော်အနေငယ်သတိထားရမယ်ခြေထောက်တို့ခါးတို့နော်ဒူးကောင်းတို့ကျမ်းမာရေးအနေငယ် view ဆက်ရမယ်ကာလာမျိုးဖြစ်ပါတယ်အဲ့တော့တင်းနာသားသမီးတွေဒီ1388ခုနှစ်နှစ်သက်မှာဘာပဲလုပ်ဘာပဲပြောကိုကအတက်နိုင်ဆုံးစိတ်ကိုလျှော့ရမယ်ခေါင်းအေးထားပြီးတော့စိတ်အေးထားပြီးတော့တိတိကျကျဆုံးဖြတ်ပြီးတော့မှလောက်ကင်မယ်ဆိုရင်အောင်မြင်မှုတွေရရှိပါလိမ့်မယ်အဓိကအဖြစ်ကတော့တင်းနာသားသမီးတွေဒီချိန်ခါမျိုးမှာငြိမ်နေတဲ့ကာလမျိုးဖြစ်တယ်ဘယ်လောက်ထိငြိမ်နေရမလဲဆိုရင်အနည်းဆုံးဒီ4လပိုင်း5လပိုင်း6လပိုင်း2လလောက်ပေါ့နော်အနည်းဆုံး2လလောက်တော့ငြိမ်နေတဲ့ကာလမျိုးဖြစ်ပါတယ်မဖြစ်မနေကိုကပြုလုပ်ရမယ်ဆိုရင်လည်းကိုကတေချာတက်တိနားလေလူနဲ့တိုင်ပင်ပြီးတော့မှပဲကိုကျွမ်းကျင်တဲ့အရာကိုပဲပြုလုပ်ဆောင်ရမယ်ဆိုရင်အဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့တိုင်းနာသားသမီးတွေအနေနဲ့ကတော့ငွေတွေကဝင်ကိန်းလည်းရှိတယ်ဝင်သလောက်လည်းရသလောက်လည်းပြန်ထွက်ပြန်ကုန်နေရတတ်ပါတယ်
အဲ့တော့အကျိုးပေးတဲ့အရာအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတနင်္လာသားသမီးတွေဒီ1388ခုနှစ်ထဲမှာအကျိုးပေးတဲ့ကဏ္ဍကတစ်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့အနီရောင်ဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကံစားတာအញ្ញံအခိုက်တွေပြေပြောက်ဖို့အတွက်ဆိုရင်မကြာခဏခွေးကိုအစာကျွေးပေးတာမျိုးတွေငါးတက်စိတ်လွတ်တာမျိုးတွေနော်ငှက်အစာကျွေးတာမျိုးတွေပြုလုပ်ခြင်းအပြင်ဒီ1388ခုနှစ်ထဲမှာတနင်္လာသားသမီးတွေအနေနဲ့ကံတွေကောင်းလက်တွေပွင့်ပြီးတော့အလောက်အကင်တွေဝကြီးကိစ္စတွေသူတို့ကအဆင်ပြေအောင်မြင်လာပါလိမ့်မယ်ဒီချိန်ခါမျိုးမှာတနင်္လာသားသမီးအနေနဲ့ကတော့စိတ်မတည်မငြိမ်မှုတွေဖြစ်တတ်တယ်စိတ်ရှုပ်ထွေးရတဲ့ကာလဖြစ်တဲ့အတွက်ဘာသာရေးတွေတရားတရားတွေများများပြုလုပ်တင်ပါတယ်အဲ့လိုပြုလုပ်ခြင်းအပြင်မကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေကောင်းကျိုးချမ်းသာဒုက္ခတွေရရှိလာမှာဖြစ်ပါတယ်အဓိကအပြာကတော့ကိုကစိတ်လိုက်မှန်ပါမပြုလုပ်မိဖို့ရည်ကြီးတာဖြစ်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာဒါထက်ဆန်းဖြစ်ပါတယ်ဆရာရှင်မှာအသေးစိတ်ဘေးရင်မင်းမြန်းနေတယ်ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တယ်39 962 992 335 962992335မှာအသေးစိတ်လာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို1388ခုနှစ်မင်္ဂလာနှစ်တည်းအတွက်ကိုတစ်နှစ်စာဘေရင်ဟောတရားဟောကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်အခုလာမဲ့တကြံနှစ်ဆန်း1ရက်နေ့နောက်ပိုင်းပေါ့နော်နှစ်တစ်ခုမှာဘာတွေတွေ့ကြုံရမလဲအဲ့တော့ဗမာနှစ်တစ်ခုကူးပြောင်းတဲ့အခါမှာဘာတွေသတိထားရမလဲဘာတွေဆောင်ရရှောင်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကဒီနှစ်ထဲမှာမတင်မဘဲနဲ့ခရီးဝေးတွေထွက်ကြတယ်ခရီးဝေးတွေသွားရတယ်ခရီးကိစ္စတွေပေါ်ပေါက်လာတတ်တယ်ခရီးကလည်းတစ်ဆင့်တည်းမဟုတ်ဘူးနှစ်ဆင့်သုံးဆင့်တွေဖြစ်တတ်တယ်เนาะဒီကနေဟိုသွားဟိုကနေဒီပြောင်းအပြောင်းရွှေ့တွေခရီးသွားလာမှုတွေကြုံတွေ့ရတတ်တယ်အဲ့တော့အင်္ဂါသားသမီးတွေပတ်သက်တဲ့ကိစ္စတွေမှာခရီးသွားရတာမျိုးတွေခရီးထွက်ကြတာမျိုးတွေမတင်မဘဲနဲ့ကြုံတွေ့ရတတ်တယ်နေရာအပြောင်းရွှေ့တွေကြုံတွေ့ရတတ်တယ်နေရာရွှေ့ရပြောင်းရတာမျိုးတွေကြုံတွေ့ရတတ်တယ်အိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စအရှုပ်ထွေးဖြစ်တတ်ပါတယ်အင်္ဂါသားသမီးတွေဒီနေ့ထဲမှာအိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနည်းငယ်အရှုပ်ထွေးတွေကြုံတွေ့ရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်မတင်မဘဲနဲ့ငွေရတော့ဝင်လာတတ်တယ်ငွေကြေးကိစ္စတွေစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတိုးတက်ဖို့ရှိတယ်အောင်မြင်ဖို့ရှိတယ်မတင်မဘဲနဲ့ထီပေါက်တယ်လို့မျိုးအမွေရတယ်လို့မျိုးငွေတွေလည်းအထောက်အထည်နဲ့ဝင်လာတတ်တယ်အဲ့တော့ဒီနှစ်ထဲမှာအင်္ဂါသားသမီးတွေအနေနဲ့အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေအနည်းငယ်ညံ့နေပါတယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တွင်းရေးကိစ္စအိမ်တော်ရေးကိစ္စဂျားနောက်ဆက်တွေပေါ်တတ်တယ်တရားတယောက်နားလည်မှုလွဲတာမျိုးတွေအထင်မြင်လွဲမှားမှုတွေပြဿနာလေးတွေပေါ်ပေါက်လာတတ်တယ်အိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအနည်းငယ်ညံ့နေတယ်အဲ့တော့ငွေကြေးကံအနေထားမှာတော့ငွေရတော့ရုတ်တရက်ဝင်လာတတ်တယ်နေရာရွှေ့ရပြောင်းရတာမျိုးတွေနော်အင်္ဂါသားသမီးတွေဒီနှစ်ထဲမှာဒီနှစ်တက်မှာအငြိမ်မနေရတဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်တယ်နော်မိမိကိစ္စအတွက်ကောသူတစ်ပါးကိစ္စအတွက်ကောအလုပ်တွေရှုပ်ပြီးတော့အလုပ်တွေများနေရတတ်တယ်အဲ့တော့စိတ်ကောလူရောပင်ပန်းတတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အင်္ဂါသားသမီးတွေစိတ်လည်းပင်ပန်းရတတ်တယ်လူလည်းပင်ပန်းရတတ်တယ်နော်ဟိုသွားဒီသွားတွေဟိုပြောင်းဒီပြောင်းတွေကြုံတွေ့ရတတ်တယ်နော်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနည်းငယ်အခက်အခဲလေးတွေကြုံတွေ့ရတတ်တယ်မိမိလုပ်နေတဲ့လုပ်ငန်းတွေမှာလည်းအတိုက်အခံလေးတွေအပြိုင်ဆိုင်လေးတွေပေါ်ပေါက်လာတတ်တယ်တိုးတော့တစ်ဖက်ကနေငွေကြေးကံကလည်းထူးခြားခြားငွေကြေးကံတွေကောင်းနေမယ်ငွေတွေလည်းဝင်ငင်းရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကုန်ကြီးထောက်ပံ့ကောင်းနေလေကြာခင်းရှိတယ်နော်လုပ်ငန်းအသစ်တွေစတင်ရတတ်တယ်နောက်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်လုပ်ငန်းအသစ်လုပ်တာမျိုးတွေနေရာအသစ်နော်အိုးအိမ်နေရာထိုင်ခင်းအသစ်ပြောင်းရွှေ့ရတာမျိုးတွေလုပ်ငန်းနေရာပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အငြိမ်မနေရတဲ့နေ့ခရီးသွားလာလှုပ်ရှားမှုတွေပြောင်းလဲမှုတွေအပြောင်းလဲတွေများစွာဖြစ်တတ်တဲ့နှစ်ဖြစ်ပါတယ်အင်္ဂါသားသမီးတွေအနေနဲ့အဲ့တော့ငွေရတော့ဝင်နေမယ်အခြေရကံရင်တော်ရကံတွေထူးထူးခြားခြားဒီနှစ်ထဲမှာအနည်းငယ်ညံ့နေတယ်နောက်ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းနှလုံးအားနေတာတို့နော်သွေးအားနေတာတို့နှလုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေမူးတာမောတာမျိုးတွေဖြစ်တတ်တယ်သွေးအားနေတာမျိုးတွေဖြစ်တတ်တယ်နှလုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးမျိုးတွေနော်နောက်အာယုံကြောနဲ့ပတ်သက်တဲ့ကျမ်းမာရေးမျိုးတွေဖြစ်တတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ကျမ်းမာရေးအနည်းငယ်ညံ့နေပါတယ်အဲ့တော့ဒီနှစ်ထဲမှာအင်္ဂါသားသမီးတွေအနေနဲ့အញ្ញံအခိုက်တွေပြေပြောက်ဖို့ဆိုရင်မိမိအိမ်ဖျားမှာနှင်းစီပန်းအနီရဲရဲ
4 ပွင့်လူတန်းမှာဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်6ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်6ဆိုတဲ့ကဏ္ဍအကျိုးပေးတယ်အကျိုးပေးတဲ့အယောင်အနေနဲ့ဆိုရင်အနီရောင်အကျိုးပေးပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာတာထက်ဆန်းဖြစ်ပါတယ်အဲ့တော့ဆရာရှင်မှာဘေးရင်အသေးစိတ်မေးမြန်းနေတယ်ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 962 992 335 6299335မှာဆက်သွယ်ပြီးတော့အသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားတစ်များလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးပြာတွေဝေးကွာကြပါစေအားလုံးကျမ်းမာချမ်းသာကြပါစေဗုဒ္ဓဘုရားသခင်မိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသခင်တွေအတွက်ကို1388ခုနှစ်မင်္ဂလာနှစ်တစ်အတွက်ကိုတစ်နှစ်စာဗီဒီယိုဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတကြံနှစ်စန်းတရက်နေ့၄လပိုင်း18ရက်နောက်ပိုင်းမှာဗမာနှစ်တစ်တစ်ခုကူးပြောင်းမှာဖြစ်ပါတယ်1389နှစ်ကနေ1388ကိုနှစ်တစ်တစ်ခုကိုအကူးပြောင်းကာလာလည်းဖြစ်ပါတယ်နှစ်တစ်ကိုစတင်ရောက်ရှိမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီအခုလာမဲ့ဒီ၄လပိုင်း18ရက်နောက်ပိုင်းကနေ၄လပိုင်း18ရက်နေ့ကနေစပြီးတော့အဲ့ဒီနောက်ပိုင်းမှာဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီနှစ်တစ်အကူးပြောင်းမှာကိုလုံးမဲ့ကိစ္စတွေနော်ကိုစဉ်းစားထားတဲ့ကိစ္စကိုရည်ရွယ်ထားတဲ့ကိစ္စတွေကိုစဉ်းစားနေရင်အချိန်တွေကုန်သွားတတ်တယ်ဟိုဟာလောက်အောင်ကောင်းလို့ဒီဟာလောက်အောင်ကောင်းလို့နဲ့အချိန်ကုန်တတ်တယ်အဲ့ဒီအတွက်ကိုကလုံးမယ်လို့စဉ်းစားထားတဲ့ကိစ္စတွေရည်ရွယ်ထားတဲ့ကိစ္စတွေအလောက်ကင်ပဲဖြစ်ဖြစ်ငွေကြေးကိစ္စပဲဖြစ်ဖြစ်အခြေရေးကိစ္စအိမ်တော်ရေးကိစ္စပဲဖြစ်ဖြစ်စဉ်းစားမနေပဲနဲ့လင်းလင်းမြန်မြန်ဆောင်ရွက်တဲ့နဲ့စဉ်းစားချင်းချင်းနေနဲ့အချိန်တွေကုန်သွားတတ်တဲ့နေ့ဖြစ်တဲ့အတွက်ကိုကဖြတ်ခနဲပေါ်ဆက်ခနဲလို့ဆိုတဲ့အတိုင်းပဲကိုဖြစ်ချင်တဲ့ကိစ္စတွေကိုလုပ်ချင်တဲ့ကိစ္စတွေကိုအချိန်ဆွဲမနေပဲနဲ့လင်းလင်းမြန်မြန်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသားသမီးတွေအနေနဲ့အနောက်ကိုင်ကဧကံမုတ်ချတိုးတက်မဲ့နှစ်ဖြစ်ပါတယ်အနောက်ကိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမတင်မှတ်ထားတဲ့နေရာကနေတော့ငွေတွေဝင်လာတတ်တယ်မတင်မှတ်ထားတဲ့လူတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရတတ်တယ်အနောက်ကိုင်ကိစ္စစီးပွားရေးကိစ္စငွေကြေးကိစ္စတွေမှာကိုမျောမှန်းထားတဲ့တက်ကိုရရှိမယ်ကိုမျောမှန်းထားတဲ့တက်ကိုအောင်မြင်မှုတွေရရှိမယ်အောင်မြင်မှုတွေချမ်းသာဒုက္ခတွေငွေကြေးဥစ္စာပစ္စည်းတွေမိမိလက်ဝယ်ကိုရရှိလာမယ်ကိုလိုချင်တဲ့ပစ္စည်းတွေရရှိတတ်တယ်သူရကြထီပေါက်တယ်လို့အမွေရတယ်လို့ထူးထူးခြားခြားလက်လာပါတယ်လေဝင်လာမဲ့နှစ်ဖြစ်ပါတယ်နော်ကိုယ့်ရဲ့ဒီအတိတ်ကကောင်းမှုကုသိုလ်ကံတွေကြောင့်ဒီနှစ်ထဲမှာငွေကြေးလက်လာပါတယ်အဆင်ပြေလာမယ်လုပ်ငန်းကိုင်ကန်းတွေအဆင်ပြေလာမယ်မိမိရဲ့စိတ်စေတနာအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိမဲ့နှစ်ဖြစ်ပါတယ်အလုပ်ကိုင်တွေတိုးချဲ့လို့ရတယ်လုပ်ငန်းတွေပြောင်းရွှေ့လို့ရတယ်လုပ်ငန်းအသစ်တွေစတင်လို့ရတယ်အလုပ်ကိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုကချင့်ချိန်နေတာမျိုးတွေချီတုံချတော့ဖြစ်နေတာမျိုးတွေလုံးဝအဲ့ဒါမျိုးမကောင်းဘူးကိုကလုံးမယ်လို့စဉ်းစားပြီးရင်မြန်မြန်ဆန်ဆန်နဲ့ပြုလုပ်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်အောင်မြင်မှုတွေရရှိပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းလက်လာပါတွေဝင်ခင်းရှိပါတယ်အဲ့တော့ညံ့နေတဲ့အချက်တွေကတော့အခြေရေးကံနဲ့ပတ်သက်ပြီးအနည်းငယ်နားလည်မှုတွေလွတ်တတ်တယ်အထင်မြင်လွဲမှားမှုတွေကြုံတွေ့ရတတ်တယ်မိမိချစ်သူမိမိအိမ်တော်ပဲအထင်မြင်လွဲမှားမှုကိုရရှိပြီးတော့အခက်မသိရင်အခြေရေးတို့အိမ်တော်ရေးတို့မှာပြဿနာဖြစ်တတ်တယ်လမ်းခွဲရတတ်တယ်နော်ဘာလို့လဲပြဿနာလေးရနေပြီးတော့အခြေရေးမှာဆိုရင်လည်းရှေ့တိုးအောင်ကောင်းလို့နောက်ဆုတ်အောင်ကောင်းလို့တိုးလို့တန်းလန်းနေဖြစ်တတ်တယ်အခြေရေးမှာနားလည်မှုတွေလွဲတာမျိုးတွေအစင်မပြေဖြစ်တဲ့မှုတွေကြုံတွေ့ရတတ်တယ်အခြေရေးမှာရှေ့တိုးလို့လည်းမရနောက်ဆုတ်လို့လည်းမရဘေးကျန်တဲ့ချက်တွေကြုံတွေ့တတ်တယ်ကောင်းနေတဲ့ကိစ္စတွေမှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့တော့ငွေကြေးကိစ္စတွေထူးထူးခြားခြားကံတွေကောင်းမယ်အခြေရေးကိစ္စတွေမှာရှေ့မတိုးတာနောက်မဆုတ်တာဘေးကျန်နိုင်ချက်တွေဖြစ်တတ်တယ်အထင်မြင်လွဲမှားမှုတွေကြုံတွေ့ရတတ်တယ်အိမ်လေးအိမ်တော်ရေးတွေပြဿနာပေါ်တတ်တယ်အခက်မသိရင်အိမ်လေးအိမ်တော်ရေးတွေမှာလမ်းခွဲရတတ်တဲ့နေသားမျိုးတွေထီကိုဖြစ်ပေါ်တတ်တဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအနေငယ်ညံ့တယ်စေုပ်ဆေးကန်းတွေရောက်တတ်တယ်စေးထိုးရတာစေးတောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အနေငယ်ထိမိကိုင်းမျိုးတွေဖြစ်တတ်တယ်ကျမ်းမာရေးလည်းဂရုစိုက်သတိထားရမယ်နှစ်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တို့တပြည့်ညာဘက်အိမ်မတော်တာမျိုးတွေနော်အေးပြက်ပြီးတော့ကျမ်းမာရေးထိတာမျိုးတွေအလုပ်ဝင်မှန်းလို့ကျမ်းမာရေးညံ့တာမျိုးတွေကြုံတွေ့ရတတ်တယ်မကောင်းတဲ့အိမ်မက်တွေပါတယ်မြင်မှတ်တတ်တဲ့အနေအထားမျိုးတွေမှာရှိနေတယ်အိမ်မက်မကောင်းတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့လိုအញ្ញမ်းခိုက်တွေဖြစ်လာရင်တော့တယောကမောနဲ့ခေါင်းချော်ခြင်းအဖြစ်ကိုယ့်ရဲ့ကံစတာတွေပွင့်လန်းလာမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသားသမီးတွေအနေနဲ့အကျိုးပေးတဲ့ကဏ္ဍဒီ1388ခုနှစ်တော့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကတော့အစိမ်းရောင်အကျိုးပေးပါတယ်အကျိုးပေးတဲ့ရောင်အစိမ်းရောင်အကျိုးပေးပါတယ်ငါးသက်စိတ်လွတ်တာမျိုးတွေနောက်ဈေးထဲမှာဒီ1388ခုနှစ်အတွက်ကံကောင်းဖို့အတွက်ကိုဒီနေ့တာလုံးကံတွေကောင်းဖို့အတွက်ကိုဈေးတွေကငါးတွေပါတယ်ဝယ်ပြီးတော့လွတ်တာမျိုးတွေနောက်တစ်ခုက
ကြိုးချီထားတဲ့ကဏန်းတွေပါတယ်နော်ကြိုးချီထားတဲ့ကဏန်းအရှင်ပေါ့နော်ကဏန်းအရှင်ကြိုးချီထားတဲ့ကဏန်းအရှင်တွေဝယ်ပြီးတော့ဒီကြိုးကိုဖြတ်ပြီးတော့ကတ်ကြီးနဲ့ညှက်ပြီးတော့ကဏန်းလွတ်ပြီးတာမျိုးတွေပြုလုပ်တင်တယ်ပြုလုပ်နှစ်စန်းတရက်နေ့မှာပြုလုပ်တင်တယ်ငါးလွတ်တာကဏန်းလွတ်တာလို့နော်တော့အဲတောင်ကြိုက်ထဲကစာကလေးတို့တောင်ကြိုက်ထဲကငှက်တို့နော်အဲ့လိုဘေးကျက်နိုင်ချက်ဖြစ်နေတဲ့တိရစ္ဆာန်တွေကိုဘေးမဲ့ပေးတာမျိုးတွေလွတ်တာမျိုးတွေပြုလုပ်ခြင်းအပြင်ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ကဒီအခြေအိမ်တော်ကြီးတွေကျမ်းမာရေးတွေရောအားလုံးကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာတာထက်ဆန်းဖြစ်ပါတယ်ဆရာရှိမှာအသေးစိတ်ဘေးရင်မင်းမြန်းခြင်းတယ်ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တယ်39 962 992 335 962 99335မှာဆက်သွယ်ပြီးတော့အသေးစိတ်လာအောင်မြင်မြန်လို့ရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဦးသားတွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဘေးပြာတွေဝေးကွာကြပါစေအားလုံးကျမ်းမာလို့ချမ်းသာကြပါစေကျတာဘေးသားမိတ်ဆွေများအားလုံးမင်္ဂလာပါကျတာဘေးသားသမီးတို့ကို1388ခုနှစ်မင်္ဂလာနှစ်အတွက်ကိုတစ်နှစ်စာဘေရင်ဟောတရားဟောကြားပေးမှာဖြစ်ပါတယ်1388ခုနှစ်ကျတာဘေးသားသမီးတွေအတွက်ဖြစ်ပါတယ်ကျတာဘေးသားသမီးတွေအခုလာမဲ့ဒီနှစ်တစ်မြန်မာနှစ်တစ်ပေါ့နော်ဒီ၄လပိုင်း18ရက်နောက်ပိုင်းဆိုရင်နှစ်တစ်တစ်ခုကိုအကူပြောင်းတဲ့ကာလမျိုးဖြစ်တယ်အဲ့လိုနှစ်ထဲမှာကျတာဘေးသားသမီးတွေဘာတွေတွေ့ကြုံရမလဲဘာတွေဆောင်ရရှောင်ရမလဲဘယ်အချက်တွေကိုသတိထားရမလဲဆိုတာကိုဆရာအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအခုလာမဲ့ဒီနှစ်တစ်ကူပေါ့နော်မြန်မာနှစ်တစ်ကူ၄လပိုင်း18ရက်ကနေနောက်ပိုင်းမှာကျတာဘေးသားသမီးတွေအနေနဲ့ဟာမိမိရဲ့ဒီလောက်တာကိုင်းတာတွေပြောတာဆိုတာတွေနဲ့ပတ်သက်ပြီးတော့အလောက်ကိုင်းတွေပြောဆိုတွေအတွေးခေါ်တွေဟာစကိုယ်သဘောနဲ့ကိုအထင်အားဆိုင်လုံးမိရင်အမှားယွင်းတွေဖြစ်တတ်တယ်နော်မိမိအနေနဲ့ဟာကိုယ့်ရဲ့တက်တည်တဲ့လူကြီးတွေနော်မိတ်ဆွေအပေါင်းအသင်းတွေအကြံဉာဏ်ကိုယူပြီးတော့လောက်ဆောင်ရွက်မယ်ဆိုရင်ကျတာဘေးသားသမီးတွေအနေနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်မိမိသဘောနဲ့မိမိဟုတ်တော့ငါမြင်းငါဆိုင်စကိုင်းရဲရောက်ဆိုပြီးတော့ထင်အားဆိုင်ပြီးလုံးပြီးထင်အားဆိုင်ပြီးတော့လုံးပြီးရင်အမှားယွင်းတွေဖြစ်တတ်တယ်စီးပွားရေးတွေငွေကြေးတွေလုပ်ငန်းတွေမှာလည်းအမှားယွင်းတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကျတာဘေးသားသမီးတွေဒီအခုလာမယ်တစ်ထဲမှာဘာပဲလုပ်ဘာပဲကြိုင်တေးသေးချာချာစဉ်းစားတွေးခေါ်ပြီးတော့ကိုယ့်ရဲ့တက်သည့်နားလေတဲ့လူကြီးလူမတွေအကြံဉာဏ်တွေကိုယူပြီးတော့လောက်ကင်ဆောင်ရမယ်ဆိုရင်ကျင်းတွေပါအောင်မြင်မှုတွေရရှိပါလိမ့်မယ်အဲ့တော့ကျတာဘေးသားသမီးတွေเนี่ยဒီနှစ်တစ်ထဲမှာလူကြီးကြအခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်လာတတ်တယ်ချစ်သူမရှိသေးတဲ့သူတွေဆိုရင်လည်းကျတာဘေးသားသမီးတွေเนี่ยချစ်သူကြီးစားတွေရရှိလာတတ်တယ်အိမ်တော်မရှိသေးတဲ့သူတွေငယ်ရွယ်တဲ့သူတွေရောက်တဲ့သူတွေအနေနဲ့ကလည်းအိမ်တော်တွေပါကြတတ်တယ်နော်အိမ်တော်ပြုရတတ်တယ်မင်္ဂလာကိစ္စတွေအိမ်တော်ရေးကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်ကျတာဘေးသားသမီးတွေဒီနှစ်တစ်ထဲမှာနော်ငွေကြေးကံအနေထားမှာရုတ်တရက်ငွေတွေအထောက်အထားနဲ့ဝင်လာတတ်တယ်နော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားကံတွေကောင်းပါလိမ့်မယ်ငွေထုတ်တဲ့နဲ့ဝင်ငင်းရှိတယ်ထီပေါက်တယ်လို့မျိုးအမွေရတယ်လို့မျိုးငွေတွေလည်းဝင်ငင်းရှိပါတယ်အဲ့တော့အကျွေးကိစ္စတွေကိုကဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေနော်မမျော်လင့်ပဲနဲ့ရုတ်တရက်ပြန်ရလာတတ်တယ်ကိုမရတော့လို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့နေလေရရှိတတ်တယ်အလောက်ကန်ကိစ္စတွေစီးပွားရေးကိစ္စတွေနော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအင်တိုင်းအားလိုက်နဲ့တိုးချဲ့ပြီးတော့လောက်ကန်ဆောင်ရွက်လို့ရတယ်တိုးတော့ဒီလိုနှစ်ထဲမှာနှစ်တစ်ထဲမှာကျတာပေးသားသမီးတွေသတိထားရမယ့်အချက်ကတော့ကိုကဖြစ်ချင်ရဖြစ်ဆိုပြီးတော့ဒုစထိုးလောက်တာမျိုးတွေအရဲစွန့်ပြီးတော့ပေါ့အလောင်းကစားဆန်ဆန်ပြုတ်လောက်တာမျိုးတွေမကောင်းပါဘူးမတေကြတဲ့အလုပ်မျိုးတွေเนาะကန်ဆန်းတဲ့သဘောမျိုးနဲ့ပြုလုပ်တဲ့အလုပ်တွေမှာအထူးသတိထားပြီးတော့ရှောင်ရှားတင်ပါတယ်အဲ့တော့ဒီချက်တွေကိုအနည်းငယ်ယူဆရမယ်အဲ့တော့အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းမွန်တဲ့အလှည့်ပြောင်းတွေကြုံတွေ့ရတတ်တယ်เนาะကောင်းမွန်တော့အရင်တော့အစင်မပြေဖြစ်နေတဲ့အခြေရေးတွေเนาะအစင်မပြေဖြစ်နေတဲ့အိမ်တော်ရေးတွေကလည်းအခုဒီနှစ်တစ်ထဲမှာပဲထူးထူးခြားကံတွေကောင်းလာပါလိမ့်မယ်အလောက်ကင်နေရာထိုင်ခင်းကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းကိစ္စတွေအဲ့တော့ငွေကြေးကိစ္စတွေထူးထူးခြားကံတွေကောင်းပါလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အနည်းငယ်ညံ့နေတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအာယုံကြောနဲ့ပတ်သက်တာတွေဝမ်းပိုင်းနဲ့ပတ်သက်တာတွေနော်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေအစာရည်နဲ့ပတ်သက်တဲ့ကျမ်းမာရေးမျိုးတွေအနည်းငယ်သတိထားမယ်ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ကျတာပိသားသမီးတွေဒီနှစ်တစ်ထဲမှာအကျိုးပေးတဲ့အရာတွေနဲ့ဆိုရင်အဝါရောင်အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ရှစ်ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့ကျတာပိသားသမီးတွေအနေနဲ့ကဒီ1388ခုနှစ်တစ်နှစ်တာလုံးကံတွေကောင်းလက်တွေပွင့်ဖို့အတွက်ဆိုရင်စီးပွားရေးတွေလုပ်ငန်းတွေငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်
မရှိဆင်းရဲသားယောဂတဲ့တွေကိုကိုယ့်ရဲ့ဆင်းရဲတဲ့သူတွေကိုနော်လမ်းဘေးမှာတောင်းရဲစားနေတဲ့သူတွေပဲဖြစ်ဖြစ်နော်အဲ့လိုလူမျိုးတွေကိုအစားအသောက်တို့စေဝါတို့လှူဒန်းခြင်းအဖြစ်နော်ယောဂတဲ့တို့ကျန်းမာရေးချို့တဲ့လို့ဆေးရုံဆေးကရောက်နေတဲ့သူတို့နော်အဲ့လိုလူမျိုးတွေကိုစေဝါတွေအစားအသောက်တွေလှူဒန်းခြင်းအဖြစ်ကျတာပိတ္တသမီးတွေနဲ့တနစ်တာလုံးအကံတွေကောင်းလက်တွေပွင့်ပြီးတော့အလောက်ကင်တွေအဆင်ပြေလာမယ်အကြံစီတွေအောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကျတာပိတ္တသမီးများလုံးကျမ်းမာချမ်းသာကြပါစေအဲ့တော့ဆရာနာမည်ကတော့ဆရာတာထဆန်းဖြစ်ပါတယ်ဆရာရှိမှာအသေးစိတ်ဗီဒီယိုမြင်နေခြင်းနဲ့ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 962 992 335 962999335မှာဆက်သွယ်ပြီးတော့အသေးစိတ်ဒါကိုမေးမြန်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေကျွန်တော်မိသားစုများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးပရာတွေဝေးကွာကြပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကိုလာမယ့်1388ခုနှစ်နော်မင်္ဂလာနှစ်တစ်အတွက်ကိုတစ်နှစ်စာဗီဒီယိုဟောကြားပေးမှာဖြစ်ပါတယ်အခုလာမယ့်ဒီ4လပိုင်း18ရက်နောက်ပိုင်းပေါ့လေ4လပိုင်း18ရက်နေ့ကနေစပြီးအဲ့ဒီနောက်ပိုင်းမှာနှစ်တစ်တစ်ခုကူးပြောင်းမှာဖြစ်ပါတယ်နှစ်စန်း1ရက်နေ့ကစပြီး1389ကနေပြီး1388ကိုကူးပြောင်းမှာဖြစ်ပါတယ်အဲ့လိုအကူးပြောင်းချိန်ခါမျိုးမှာတောက်ကြသားသမီးတွေနဲ့ဘာတွေတွေ့ကြုံအောင်လဲအဆိုးကောင်းတွေဘာတွေသတိထားရမလဲဘာတွေရှောင်ရှားရမလဲဆိုတာကိုဆရာအနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တောက်ကြသားသမီးတွေအနေနဲ့ဒီ1388ခုနှစ်နှစ်တစ်ကနေစပြီးနှစ်စန်း1ရက်နေ့ကနေစပြီးအဲ့ဒီနောက်ပိုင်းမှာအလောက်အကိုင်းထဲမှာလုပ်ငန်းထဲမှာယာရုတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့ရတဲ့အလောက်ကောင်းနေရာကောင်းတွေရရှိတတ်တယ်အလောက်အကိုင်းတွေတေချာပေါက်အောင်မြင်ပါလိမ့်မယ်တိုးတက်ပါလိမ့်မယ်အလုံးမရှိသေးတဲ့သူတွေအလုံးမရသေးတဲ့သူတွေကလည်းအလောက်အကိုင်းအခွင့်အလမ်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်နော်အလောက်အကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်လုပ်ငန်းတိုးချဲလို့ရတယ်လုပ်ငန်းအသစ်တွေစတင်လို့ရတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအလောက်အကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေရရှိလာမယ်လုပ်ငန်းတွေတိုးတက်လာမယ်ကာလမျိုးဖြစ်တယ်နော်မိမိလုပ်နေတဲ့လုပ်ငန်းမှာမိမိအနေနဲ့အကျိုးကျေးဇူးတွေရရှိမယ်မိမိရဲ့စူးစမ်းတဲ့လောက်အသေးပွင့်တွေကိုရရှိခံစားရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်အောင်မြင်မှုတွေရရှိမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်တောက်ကြသားသမီးအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မှုတွေရရှိမယ်အဲ့တော့ငွေကြေးကဏ္ဍမှာငွေကြေးအနေနဲ့ကတော့ငွေတွေရုတ်တရက်ရနေနေဝင်နေနေကိုငွေကတစ်ဖက်ကပြန်ထွက်ပြန်ကုန်နေရတာမျိုးတွေကြုံတွေ့ရတတ်တယ်ငွေကြေးဆုံးရှုံးမှုတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေနော်ငွေနဲ့ပတ်သက်ပြီးတော့ကိုကအချီးငှားတွေအထူးသတိထားဆောင်ရွက်တင်ပါတယ်ချီးတာငှားတာမျိုးတွေနော်ပြုလုပ်တဲ့အခါမှာအထူး view site ပြုလုပ်တင်ပါတယ်အမှားရင်းတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်ဆုံးရှုံးမှုတွေကြုံတွေ့ရတတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတစ်ခါတည်းမှာအခက်အခဲအကျက်တဲလေးတွေကြုံတွေ့တတ်ပါတယ်တောက်ကြသားသမီးတွေအလောက်ကင်ကတော့အဆင်ပြေပါလိမ့်မယ်ရနေဝင်နေနေကိုပဲငွေကြေးကတစ်ခါတည်းမှာကျက်သွားတာမျိုးတွေငွေကြေးဆိုင်ရာအကျက်တဲလေးတွေဘေးကျက်နိုင်ချက်ကြုံတွေ့ရတာမျိုးတွေကြုံတွေ့တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့အခြေကံအိမ်တော်ရေးကံလည်းအနေငယ်ညံ့နေတယ်တောက်ကြသားသမီးတွေဒီနှစ်ထဲမှာအခြေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်လားလည်မှုလွဲတာမျိုးတွေတယောက်တယောက်အထင်မြင်လွဲမှားမှုတွေနော်ကြုံတွေ့ရတတ်တဲ့အခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာအနေငယ်ပြဿနာလေးတွေဖြစ်တတ်တယ်စိတ်နှောက်ယှက်ဖြစ်စရာလေးတွေတယောက်တယောက်အထင်မြင်လွဲမှားမှုတွေကြုံတွေ့ရတတ်တယ်အဲ့တော့အလုတ်ကင်ကံကောင်းနေတယ်အလုတ်ကင်နဲ့ပတ်သက်ပြီးယာရုတိုးတာလာစာတိုးတာမျိုးတွေလုပ်ငန်းတိုးချဲ့တာမျိုးတွေလုပ်ငန်းအသစ်လုပ်တာမျိုးတွေလုပ်ငန်းအသစ်စတင်တာမျိုးတွေကောင်းတယ်သို့တော့ဝေကျေးဆုံးရှုံးမှုတွေဖြစ်တတ်တယ်အခြေရေးအိမ်တော်ရေးတွေမှာစိတ်နှောက်ယှက်ဖြစ်စရာလေးတွေအခက်မသိအခြေရေးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလမ်းခွဲရလောက်တဲ့အထိနော်လမ်းခွဲရလောက်တဲ့အထိဖြစ်သွားတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ဆိုတဲ့ကိန်းမျိုးတွေကြုံတွေ့ရတတ်တယ်အခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းခါးနဲ့ပတ်သက်တာဒူးကောင်းနဲ့ပတ်သက်တာခြေထောက်နဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေသတိထားရမယ်ကျမ်းမာရေးလည်းအနေငယ်အញ្ញံရှိတဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီတစ်နှစ်တာလုံး1388ခုတစ်နှစ်တာလုံးအကျိုးပေးတဲ့အယောင်တွေနဲ့ဆိုရင်အပြာရောင်ကျိုးပေးပါတယ်နော်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍက၄ကဏ္ဍအကျိုးပေးတဲ့အယောင်ကအပြာရောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေဒီ1388ခုနှစ်တစ်နှစ်တာလုံးကံတွေကောင်းဖို့ဓာတ်တွေပွင့်ဖို့ဆိုရင်ရေသန့်နော်တောက်ရေဟလာအချိုရည်ဖြော်ရည်အဲ့လိုရေနဲ့ပတ်သက်တာတွေများများလှူဒန်းတင်ပါတယ်မိမိအိမ်ဖျားမှာလည်းလှူဒန်းလို့ရတယ်တခြားလမ်းဘေးတွေမှာနော်မရှိစင်းရဲသားတွေနော်အဲ့မရှိစင်းရဲသားတွေကိုလှူဒန်းရင်လည်းရတယ်
နော်ရဟန်းတန်ဃာတွေကိုရေတန့်လူတာမျိုးတွေဖြော်ရည်အေးလူတာမျိုးတွေပြုလုပ်တင်တယ်နော်ကြံရည်တို့လိမ္မော်ရည်တို့ဖြော်ရည်တို့အေးတို့လူတန်းချင်းအပြင်တောက်ကြသားသမီးတွေကြုံတွေ့ရတဲ့အညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာမှာဖြစ်ပါတယ်တစ်နှစ်တာပတ်လုံးအဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေဆရာနာမည်တော့ဆရာတာထက်ဆန်းဖြစ်ပါတယ်ဆရာရှိမှာအသေးစိတ်ပေးခြင်းမင်းမြန်းခြင်းနေဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 962 992 335 9699နဲ့335မှာအသေးစိတ်လာရောက်ပြီးတော့မင်းမြန်းလို့ရပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအဘေးဗျာတွေဝေးကွာကြပါစေစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို1388ခုနှစ်မင်္ဂလာနှစ်တစ်အတွက်ကိုတစ်နှစ်စာဗီဒီယိုသဏ္ဍာန်ဟောကြားပေးမှာဖြစ်ပါတယ်ဒူးလာမဲ့၄လပိုင်း18ရက်နေ့ကနေစပြီးတော့နောက်ပိုင်းမှာစနေသားသမီးတွေနေတဲ့ဒီနှစ်တစ်ထဲမှာဗမာနှစ်တစ်အကူပြောင်းမှာဗမာနှစ်တစ်ခုကူပြောင်းတဲ့ချိန်မှာဘာတွေသတိထားရမလဲဘာတွေရှောင်ရမလဲဘာတွေစောင့်ရမလဲဆိုတာကိုဆရာအနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့အခုလာမဲ့ဒီနှစ်တစ်ထဲမှာနှစ်စန်းတရက်နေ့ကစပြီးတော့စနေသားသမီးတွေအနေနဲ့အလောက်အကင်ကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းကိစ္စတွေမထင်မှတ်ဖဲနဲ့ရွှေ့ရပြောင်းရတာမျိုးကြုံတွေ့ရတဲ့အပြောင်းရွှေ့တွေကြုံတွေ့ရတဲ့အလောက်အကင်ကိစ္စတွေအိမ်နှွေးရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေနေရာနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့အပြောင်းရွှေ့တွေကလည်းအလောက်အကင်အပြောင်းရွှေ့တွေအိုးအိမ်နေရာထိုင်ခင်းအပြောင်းရွှေ့တွေကလည်းညံ့တဲ့နေရာစိုးတဲ့နေရာကနေကောင်းတဲ့နေရာကိုပြောင်းရွှေ့ခြင်းပြောင်းလဲခြင်းဆိုတဲ့သဘောကိုတက်ရောက်နေပါတယ်အဲ့တော့သဘောကတော့အညံ့နေပြီးတော့အကောင်းကိုကူးပြောင်းခြင်းအလောက်ကိုင်းဆိုရင်လည်းလက်ရှိအလုပ်မှာအဆင်မပြေဘူးတိုးတော့အဲ့ဒီအလုပ်ကနေပြီးပိုကောင်းတဲ့နေရာကိုရောက်ရှိမယ်ရရှိမယ်ဆိုတဲ့သဘောမျိုးနော်ပတ်ဝန်းကျင်နေနဲ့ဆိုရင်လည်းအဲ့တော့စိုးတဲ့ပတ်ဝန်းကျင်ကနေပြီးတော့ကောင်းသောပတ်ဝန်းကျင်ကောင်းသောနေရာကိုရောက်ရှိခြင်းကြောင်းရွှေ့ခြင်းဆိုတဲ့နာမည်မျိုးရရှိနေပါတယ်အဲ့တော့စနေသားသမီးတွေအနေနဲ့အပြောင်းရွှေ့တွေဖြစ်တတ်တယ်အလောက်ကိုင်းကိစ္စအဝိနေရာထိုင်ခင်းကိစ္စတွေကြုံတွေ့ရတတ်တယ်ကောင်းသောပြောင်းလဲခြင်းကောင်းသောပြောင်းရွှေ့ခြင်းတွေကြုံတွေ့ရပါလိမ့်မယ်အလောက်ကိုင်းကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုတိုးတက်လာဖို့ရှိတယ်လုပ်ငန်းအသစ်တွေနေရာထိုင်ခင်းအသစ်တွေကြုံတွေ့ရတတ်တယ်ခရီးတွေထွက်ကြတတ်တယ်ခရီးနည်းတွေရောခရီးဝေးတွေရောထွက်ကြတတ်တယ်အဲ့ခရီးတွေကကောင်းသောခရီးတွေဖြစ်ပါလိမ့်မယ်ခရီးကိစ္စတွေသူရာအဆင်ပြေအောင်မြင်ပါလိမ့်မယ်ရေကြားမြေကြားခရီးမျိုးတွေနိုင်ငံခြားခရီးမျိုးတွေထီကိုအဆင်ပြေပါလိမ့်မယ်အဲ့လိုခရီးဝေးကိစ္စတွေကလည်းထူးထူးခြားခြားကံတွေကောင်းပါလိမ့်မယ်အဆင်ပြေမဲ့ကာလာမျိုးဖြစ်ပါတယ်ဒီနှစ်တည်းမှာအဲ့တော့ငွေကြေးကံအနေထားမှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုလောက်တဲ့လောက်ကိုစူးစမ်းတဲ့လောက်ကိုနော်ရရှိဖို့ကြံ့ကြာတာမျိုးကြုံတွေ့ရတဲ့မိမိစူးစမ်းတယ်မိမိကအားတော်ခွန်ဆိုင်ဆောင်ရွက်တယ်အဲ့ဒီအကျိုးကျေးဇူးမိမိကအနည်းငယ်ပဲရရှိပြီသူတစ်ပါးကနေပြီးအဲ့တော့ငွေကြေးကိစ္စတွေကိုဂျားတွေကနေအကျိုးခံစားသွားတာမျိုးကြုံတွေ့ရတတ်တယ်အဲ့တော့ငွေကြေးကိစ္စတွေမှာကိုရရမယ့်ဟာကိုရမယ့်အခွင့်အရေးကိုသူတစ်ပါးရရှိသွားတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်ဥပမာအဖြစ်ငွေကြေးအနေထားမှာငွေတွေရုပ်တရက်ကိုရှိကိုဝင်လာတတ်တယ်အဲ့ငွေတွေကတယောက်ကကိုကိုခဏကြည့်ထားပါတော့နော်ခဏကင်ထားပါတော့အဲ့လိုငွေကြေးမျိုးတွေဝင်လာတတ်တယ်ကိုရှိမခဏလာအပ်ထားတဲ့ငွေကြေးမျိုးတွေပါဝင်လာတတ်တယ်အဲ့လိုမျိုးတွေဆိုရင်ဖြစ်နိုင်လက်မခံနဲ့နော်ကိုရှိကိုပေါ့ရွှေတဲ့ပစ္စည်းပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်အထုတ်လိုက်ပေါ့နော်စနေသားသမီးတွေရောက်ခဏကင်ထားပါခဏယူထားပေးပါနော်အဲ့လိုမျိုးတွေဝင်လာရင်လက်မခံနဲ့ကျင်းကြည်သွားတတ်တယ်အဲ့တော့ငွေကြေးတွေဝင်လာတတ်တယ်တိုးတော့အဲ့ဒီငွေကြေးတွေကကိုကမြင်တာမြင်ရမကျင်ရတဲ့ကိန်းမျိုးတွေစိုက်သွားတတ်တယ်အဲ့တော့ကြောင့်မို့လို့ရေရာကျင်းကြည်သွားတဲ့အတွက်ဒီထက်မှာသူတစ်ပါးငွေတွေလာအပ်တာမျိုးတွေကြုံတွေ့ရတတ်တယ်သူတစ်ပါးရဲ့ပစ္စည်းတွေမိမိရှိမှာခိတ္တခဏလာထားတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့ဒါတွေကိုစနေသားသမီးတွေနဲ့သတိထားပြီးတော့ရှောင်ရှားတဲ့နဲ့အဲ့တော့မိမိဝင်မဲ့လက်လာပါမဝင်ဘဲနဲ့ကျင်းကြည်တယ်လို့မျိုးရေရာကြည်တယ်လို့မျိုးတွေဖြစ်သွားတတ်ပါတယ်အဲ့တော့အခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအင်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစမပြေမှုတွေကြုံတွေ့ရတတ်တယ်အဖို့တွေကြုံတွေ့ရတတ်တယ်အခြေရင်းကိစ္စအင်တော်ရင်းကိစ္စကိုအကြောင်းပြုပြီးတော့မျက်ရည်ကျရတတ်တယ်ကိန်းမျိုးတွေကြုံတွေ့ရတတ်တယ်နော်အခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအင်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထင်မှန်တဲ့ဘဲနဲ့မျက်ရည်ကျရတတ်တယ်နော်အခြေရင်းကိစ္စအင်တော်ရင်းကိစ္စတွေမှာနားလည်မှုလွဲတာမျိုးတွေကြားတဲ့သူတစ်ပါးခလောက်ဆန်တာမျိုးတွေအခြေရင်းကိစ္စအင်တော်ရင်းကသူတစ်ပါးနှောက်ယှက်တာမျိုးတွေကြုံတွေ့ရတတ်တဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့မှာလည်း
ရေချိုးသတိထားနော်ရေချိုးမှလို့ဖျားနာမျိုးတွေဖြစ်တတ်တယ်ရေနဲ့ပတ်သက်တာမျိုးတွေဘေးဥဖက်ကြုံတွေ့ရတတ်တယ်အစာအိမ်ဝမ်းပိုက်နဲ့ပတ်သက်တဲ့ကျန်းမာရေးမျိုးတွေဖြစ်တတ်တယ်နော်အရွယ်ရောက်တဲ့ဒီအိမ်အောင်တွေနေနဲ့ဆိုရင်လည်းသားသမီးရတနာထုံးကားတတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီနှစ်တစ်ထဲမှာစနေသားသမီးတွေဒီ1388ခုနှစ်နှစ်တစ်ထဲမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဖြူရောင်အဝါရောင်အကျိုးပေးတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်တစ်ကဏ္ဍအကျိုးပေးပါတယ်စနေသားသမီးတွေနော်နှစ်တစ်ထဲမှာအကျိုးပေးတဲ့ကဏ္ဍတစ်ကဏ္ဍအကျိုးပေးတဲ့အရာဒီအဝါရောင်နဲ့အဖြူရောင်အဲ့တော့1388ခုနှစ်ထဲမှာစနေသားသမီးတွေတစ်နှစ်တာလုံးကံတွေကောင်းဖို့အတွက်အញ្ញံခိုက်တွေပြေပေါက်ဖို့အတွက်ဆိုရင်မရှိစင်းရဲသားနော်ယောဂတဲ့တွေနော်မရှိစင်းရဲသားတွေကိုအစားအသောက်တို့ငွေကြေးတို့စေဝါတို့ရှုတန်းခြင်းအပြင်စနေသားသမီးတွေတစ်တာလုံးကံတွေကောင်းလက်တွေပွင့်လာမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအနေနဲ့ဒီနေ့ထဲမှာအញ្ញံခိုက်ပြေပေါက်ဖို့ဆိုရင်မရှိစင်းရဲသားတွေယောဂတဲ့တွေကိုအစားအသောက်တွေငွေကြေးတွေစေဝါတွေရှုတန်းပေးဖို့ဖြစ်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာတာထဆန်းဖြစ်ပါတယ်ဆရာရှင်မှာအသေးစိတ်ဘေးရင်မေးမြန်းခြင်းနဲ့ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 962 992 335 96299335မှာအသေးစိတ်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။ကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အဘေးပြာတွေဝေးကွာကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်